icon စီအမနဲ့ကြောက်ဖျားမျက်နှာမှာအရေးအသွေးအခိုင်ခန့်ဆုံး luxury condo ကိုပတ်3တန်းဝန်းကျင်နဲ့ဝယ်ယူနိုင်မယ် condo တစ် luxury condo ဆိုတဲ့အတိုင်းအရေးအသွေးပြည့်မီပြီးလာပါတဲ့ facility တွေအပြည့်အစုံပါဝင်ပါရဲ့ရှင့်ပတ်ဝန်းကျင်မှာဆိုရင်လည်းထိုင်းနိုင်ငံရဲ့ထိပ်တန်း international ကြောင့် shopping mall ကြီးတွေစေယုံစီခန်းတွေနဲ့လမ်းပန်းဆက်သွယ်ရေးသက်ဆိုရင် BTS ရှိပါတယ်ဒါအပြင် BTS ကိုအကျိုးအပို့ shuttle bus ကိုလည်း condo ကစီစဉ်ထားပေးပါရဲ့ရှင့်28လွှာအမြင့်ရှိပြီး460ခန်းသာပါရှိလို့ privacy အရန်မြင့်တဲ့ condo ဖြစ်ပြီးတော့ super light developer နေပြီးတော့စောက်လုံးမှာဖြစ်လို့ခိုင်ခန့်ပြီးကျယ်ဝန်းတဲ့အခန်းရရှိမှာတိမ့်သေးပေါက်ပါပဲရှင့်ဒီအခန်းလေးကတော့ဒီ condo ရဲ့အသေးဆုံးခန်း35 square meter show unit လေးပဲဖြစ်ပါရဲ့ရှင့်အခန်းသွင်းမှာဒီလို hidden closets လေးလည်းပါဝင်ပါရဲ့ရှင့်ဒီအခန်းဟာဆိုရင် office room အနေနဲ့အသုံးပြုလို့ရလာအောင်ကျယ်ဝန်းပါရဲ့မိဖို့ကြောင့်မှဆိုရင်တော့ဒီအပေါ်က bureau လေးနဲ့ဒီအောက်ကမိဖို့နဲ့အငွေစုပ်ဆက်လည်းပါဝင်သွားမှာဖြစ်ပါရဲ့ရှင်အိမ်သားရေချိုးခန်းမှာဆိုရင်ပိုးထိုင်လို့လည်း automated technology နဲ့အသုံးပြုထားပြီးနံရံကိုဆိုလည်း marble အစစ်နဲ့အသုံးပြုထားပြီးဒါအပြင် shower head နဲ့ rain shower ပါရှိပါရဲ့ရှင် high tech digital door lock airconကြမ်းခင်းနဲ့ wallpaper ပါဝင်ပါရဲ့ရှင်ဒီဘေးမှာတွေ့နေရတာဆိုရင် Charonock က main လမ်းမကြီးဖြစ်ပါတယ်အနောက်မှာတွေ့နေရတာကတော့ condo ရဲ့ actual location ပဲဖြစ်ပါရဲ့ရှင်အခုဆိုရင်စတင်ဆောက်လုပ်နေပြီဖြစ်ပါတယ်ထိုင်းလူမျိုးတွေနေသူတက်တောင့်တက်တာဖြစ်ပြီးအရေးသွေးပြည့်မီရဲ့ condo မျိုးမှာနေချင်တယ်ဆိုရင်တော့ super light time Charonock ကမှန်ကန်တဲ့ရွေးချယ်မှုပဲဖြစ်ပါရဲ့ရှင် condo ကိုစိတ်ဝင်စားရဲဆိုရင်တော့ New Vista Property ကိုဆက်သွယ်နိုင်ပါပြီရှင်